အိုင်တော်ကစားမှာကွာတင်ပေါ့သူပါပဲအိုးရွှေရှင်းလုံးလာပြီးတော့ထွေနေစင်းတဲ့ကံမှာအစားအစာရအကုန်ဆင်းပြေးပါတယ်နေထိုင်ရောစားရတော့ရောဒီကဟိုညီကောင်မတော်ဝန်ထမ်းတွေအားလုံးရဲ့ပြောဆိုဆက်ဆံရေးတော့အကုန်လုံးအဆင်ပြေပါတယ်ဗျဟုတ်ခက်ခဲမရှိပါဘူးဟုတ်မင်္ဂလာပါဗျဟုတ်ကျွန်တော်နာမည်ကတော့ဟိန်းထက်အောင်ပါဗျပတ်ရချင်းနာမည်မှာတော့လောကမှာတော့ကြက်တောင်လိုပဲလူသိများတယ်ဗျပြိုင်ပွဲကတော့အခုဟောပါနော်ဒီပြည်စမားကြီးမြောက်အမျိုးသားအားကစားပွဲတော်မှာဝင်ရောက်ရှင်နေပါဗျကျွန်တော်ကတော့ဟိုပါပေါ့လီဘရာနေရတဲ့ကစားတာဟုတ်ဗျဟိုပြည်နေချင်းချန်တော့ဒါတည်းချင်းဒီရောက်တာတည်းချင်းကျွန်တော်တော့ပြီပေါ့မနက်ပိုင်းတလို့ချင်းလဲ8နာရီကနေတော့အနေနဲ့10နာရီလောက်ထိပေါ့ညနေပိုင်းတည်း3နာရီကနေတော့9နာရီလောက်ထိပြင်ဆင်လေးချင်းပြပါဗျဟုတ်ပြိုင်ပွဲတန်းတော့သူကနေသူရင်ခုန်စိတ်လို့ရှားရကြည့်ပါပဲအခုဒီပြိုင်ပွဲကလည်းမျိုးသားအားကစားပွဲတော့မြန်မာနိုင်ငံမှာအကြီးဆုံးလည်းဖြစ်တယ်လေအဲ့တော့ဟိုရင်ခုန်စိတ်လို့ရှားပါတယ်ညပါကျွန်တော်ရဲ့အိုင်တော်ကစားမှာကွာတင်ပေါ့ကဲကြက်တောင်ဖမ်းတာလေဟုတ်အခုလိုပေါ့ဒီလုံးပွဲလေးဖြစ်တယ်ပေါ့အဲ့လိုပြိုင်ပွဲမှာအခုလိုတထောင်နေဝင်ပြိုင်ခွင့်ရတဲ့လည်းအရင်လည်းဝမ်းသာပါတယ်ဟုတ်ကဲ့ဗျဟိုဒီ2024ခုနှစ်မှာပြည်내တိုင်းဒေသကြီးပြိုင်ပွဲတော့ဝင်ပြိုင်ခဲ့သေးတယ်ဗျအဲ့ဒီပြိုင်ပွဲမှာတော့ဒီမိုင်းတိုင်းကိုစားပြီးပေါ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာဒီမှာတော့ရွှေတစိမ့်စုမျိုးသားလေးယောက်တည်းမှာရရှိခဲ့ပါဗျဟုတ်ကဲ့ဗျဒီအခုပြိုင်ပွဲမှာလည်းအကောင်းဆုံးဒီရွှေတစိမ့်စုနေလည်းပြောမှတ်ထားပါဗျတက်က24ဗျဟုတ်ဘာမှတက်တန်းလို့ရှိရင်15နှစ်ဝန်းကျင်တော့ဆယ်စုနှစ်ဝန်းကျင်ပြည့်တော့ဗျဟိုကျွန်တော်နေဘက်ဆိုတော့နေကစားသမားလေးပေါ့နော်ကိုယ့်ရဲ့ဒီမှာနေဘက်လျောက်စီနီယာကစားသမားလေးရှိတယ်ဒီအခုနောက်ပိုင်းတော့ဒီ line ပေါ်ကနေစီနီယာကစားသမားကြီးရှိတယ်ဒီလိုလေးနဲ့အားကြခဲ့ရတာပေါ့အာနဝါဒနာပါလို့ဖေမေရဲ့တွန်းအားပေးမှုနဲ့လဲဒီဘက်ကိုစူးစမ်းအားထုတ်ခဲ့တာပါကျွန်တော်တော့ဒီမိတ်တိလာခရိုင်တာစီမျိုးပါဗျရှိရဗျကျွန်တော်ဘာမှာကျွန်တော်ဒါစီနီယာကြတယ်ဟိုမြင်စရာလို့လည်းပြောလိုက်ရပေါ့ဒီလက်ရှိမှာတော့ကြေးစားလောကမှာတော့နေတယ်ဟိုကိုဟန်တာပေါ့ကျွန်တော်တို့ဘက်ကထုံးထုံးမပေါက်ဖြစ်သွားတဲ့ကစားသမားတစ်ယောက်ပေါ့ဟုတ်တယ်ကစားသမားတွေကဟိုရှားသွားကြတာအဲ့တော့တာဝန်တော့နေကြည့်ရပေါ့ကိုကလည်းအခုလိုအတက်တရုံနဲ့ဝင်ပါခွင့်တဲ့အတွက်တော်တော်မှတာဝန်ကြီးပါတယ်အကောင်းဆုံးတော့အရှင်မြန်တော့ပါအကောင်းဆုံးစုစိတ်တွေပဲမျှော်လင့်ထားပါတယ်ဟုတ်ကဲ့ဟိုရွှေရှင်းလုံးလာပြီးတော့ထွေနေစင်းတဲ့ကံမှာအစားအစာရအကုန်ဆင်းပြေးပါတယ်နေထိုင်ရောစားရတော့ရောဒီကဟိုညီကောင်မတော်ဝန်ထမ်းတွေအားလုံးရဲ့ပြောဆိုဆက်ဆံရေးတော့အကုန်လုံးအဆင်ပြေပါတယ်ဗျဟုတ်ခက်ခဲမရှိပါဘူးကိုယ်အားနေကြရလို့ထွေထူးမရှိပါဘူးဘာလို့လဲဆိုတော့ဒီရှင်းရှင်းလုံးကတာဝန်ရှိသူတွေလည်းအစားအစာရလူလူသေးမရှိအောင်ဟိုစီစဉ်ထားတာဆိုတော့အကုန်လုံးအစားအစာရအဆင်ပြေပါဗျဟုတ်ရှိရဗျအဓိကတော့ပေါ့မြန်မာလည်းရေးစင်ပဲကြောက်မအကောင်းဆုံးဆော့ကျင်လာပါဗျဟုတ်လိုအပ်ချက်တွေကတော့ကျွန်တော်မှရှိရဗျအခုလို့ရှင်ထွင်လို့တဲ့ကစားဘော်တွေအကုန်လုံးလဲစီစီလုံးနဲ့တော့ရှိရမယ်ပေါ့နော်ဒါတွေကတော့တယောက်နဲ့တယောက်ကတော့တင်းဝက်လေးပေါ့အဓိကတင်းဝက်လေးပေါ့တင်းဝက်မှာလည်းကိုယ့်ရဲ့လိုက်နာမှုတွေလည်းအများကြီးလိုအပ်တယ်လေဟိုကိုယ်တိုင်လည်းကောင်းမှဒီတင်းဝက်တစ်ခုလုံးညီညွတ်မှာဆိုတော့အကောင်းဆုံးတော့ဟိုပြင်ဆင်မျိုးစူးစမ်းတော့မှာပါဟုတ်ကဲ့ဗျအခုဒီလေ့ကျင့်နေတဲ့အချိန်မှာတော့တယောက်နဲ့တယောက်တိုင်မင်းလေးယူပြီးညှိယူရတယ်ရှိတာပေါ့ဒီလိုလေးလည်းပဲဟိုတယောက်နဲ့တယောက်ထွင်နေဆင်းတဲ့အခါမှာတော့အကုန်လုံးအဆင်ပြေပါတယ်အများကြီးလည်းဟိုညှိယူစရာလည်းမလိုဘူးတယောက်နဲ့တယောက်ကဟိုခင်မင်းရင်းနှီးပြီးသားကြီးပဲဆိုတော့အများကြီးတယောက်ကြောင်းတယောက်သိနေတာဆိုတော့အများကြီးမလိုပါဘူးဟုတ်ကဲ့ဗျဟိုဘောနော်ကျွန်တော်တို့ဒီအခုပြင်စမချင်းမြောက်အမျိုးသားပွဲတော်ကြီးမှာဒီဟိုဟာတိုင်းဒေသကြီးအတင်းလည်းဝင်ရောက်ရှင်းပြထားပါတယ်ဒီအင်းလေးကိုလည်းကျွန်တော်ဒီမိုင်းတိုင်းတင်းကိုလည်းဝင်ရောက်ပြီးတော့အားပေးကြပါအောင်လို့အားလုံးဖိတ်ခေါ်ပါတယ်ဗျဟုတ်ကဲ့ပါဗျအခုလည်းကျွန်တော်မေးမြန်းတဲ့အတွက်လည်း Social Sport Media အောင်ကျေးဇူးတင်ပါတယ်ဗျ